စေရနာသုံးတန်မှာဦးဇင်းတို့ဗုဒ္ဓဘာသာတွေအာနေဆုံးစေရနာဟာဘာလဲမေးရင်ပရစေရနာပဲပါစေရနာလေပုပ္ပစေရနာကတော့ဗုဒ္ဓဘာသာတော်တော်များများဖြစ်တယ်။တာဦးလေးမွေးလာရင်ရှင်ပြုကျင်တဲ့ဆိုတဲ့စိတ်မဖြစ်ဘူးလားဖြစ်ပါဗျာအဲ့ဒါပုပ္ပစေရနာပဲနည်းနည်းလေးများအစဉ်ပြေးလာရင်ဆွမ်းလောင်းကျင်တဲ့ဟေးဆိုတဲ့စိတ်လေးတွေမဖြစ်ဘူးလားဖြစ်ပါဗျာဒါပုပ္ပစေရနာပဲကောင်းပါလေဟုတ်ပြီလားနောက်တကလက်တွေ့ကြကြလဲလှုပ်ကြတယ်လှုပ်ပြီးတဲ့နောက်မှာတော့မိမိပျောက်ပျောက်တွေကများတကယ်တော့အဲ့ဒီကုသိုလ်ကငွေမကုန်မဲနဲ့ရမယ်ကုသိုလ်ပဲပရစေရနာဆိုတာဘာမကုန်မဲနဲ့ရဦးဇင်းတို့စာပေတွေမှာတချို့ဆွန်းလေးတစွန်းလောင်းဘူးတာနဲ့90တကဘာပဲမကြဘူးလို့ကြားဘူးတယ်မလားစေရနာသူတော်ကောင်းဘာစေရနာလဲမေးပရစေရနာဟုတ်ပြီလားဘာစေရနာပါလေခဏဒီအသင်းစုသင်းသားတွေအားလုံးစွမ်းလောင်းသင်းစုသင်းသားတွေအားလုံးဟာငါတို့အသင်း8နှစ်ရှိပြီတစ်နှစ်ကိုတပတ်လောင်းရင်တန်ခါဘလောက်ဥမာတပတ်ကိုတန်ခါ100လောင်းပဲဆိုရင်တစ်လကို400ဖြစ်နေပြီဟုတ်ပြီလားဟာဝါပကတစ်လကို2ကြိမ်နဲ့ဆိုရင်ဝါပက8လကတို့9လကဘယ်နှကြိမ်လောင်းသလဲအဲ့ဒီအကြိမ်မှာတန်ခါတွေဘလောက်ရှိသလဲတစ်နှစ်ကိုစုပေါင်းရင်တန်ခါဘလောက်ရှိ8နှစ်ဆိုတန်ခါဘလောက်ရှိနှစ်ဖူးပေါ်လက်တင်ပြီးစဉ်းစားရမှာလေအဲ့ဒီစေရနာကသူတော်ကောင်းတွေပေတကားပိတ်စေတာဟုတ်ပြီလားမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကျင့်စဉ်တိုင်းကျင့်လိုက်ရင်ရောက်သွားမယ်ပထမဦးဆုံးစခန်းကသောတာပန်စခန်းဘာစခန်းသောတာပန်ဖြစ်ပြီဆိုရင်အပေတကားပိတ်ပြီသောတာပန်ဖြစ်ရင်ဘာတကားပိတ်သောတာပန်လည်းဖြစ်ခြင်းတယ်အပေတကားပိတ်လည်းပိတ်ခြင်းတယ်ဒါပေမဲ့သောတာပန်ဖြစ်ကြောင်းအကျင့်ကိုကြမကျင့်နိုင်ဘူးဆိုရင်လျှောက်တယ်ဖះကိုသံဃာတော်တွေလူတွေကအပေတကားတော့ပိတ်ခြင်းတယ်သောတာပန်လည်းဖြစ်အောင်မလုပ်နိုင်ဘူးသောတာပန်နဲ့အလားတန်တူတဲ့ကောင်းမှုတွေမရှိဘူးလားလို့မြတ်စွာဘုရားကိုလျှောက်တော့မြတ်စွာဘုရားရှိပါတယ်သောတာပန်နဲ့လားတန်တူတဲ့ကောင်းမှုတွေအဲ့ဒီမှာဘုရားထုတ်ပြတိတရဏငါသီလမဲချစရေတံ15ရက်စွမ်းဝါသင်္ကန်းလှူဒန်းတောက်ရေကံကျောင်းလှူတဝနိဗ္ဗာဒပုံညရှိသူမှန်သောတာပန်လိုပဲဂတိမြဲသူလဲအပေမပြောင်းဟောအပေတကားပိတ်ကြောင်းကောင်းမှု9မျိုးကောင်းမှုဘယ်နှမျိုးတိတရဏဂုံတကယ်မြဲရင်အပေငရဲကြောက်ဖို့မလိုဘူးအပေရောက်မှကြောက်ရင်သူတော်ကောင်းတွေဘာမြဲရတရဏဂုံတကယ်မြဲအောင်ကြိုးစားဒီတရဏငါသီလနောက်တက5ပါးသီလမြဲတဲ့ပုဂ္ဂိုလ်လည်းအပေတကားမရောက်ဘူး5ပါးသီလမြဲရင်လည်းဘာတကားပိတ်ဒီတရဏငါသီလမဲချစရေတံဖျားပွဲတွေဘာတွေမှာစရေတံမဲ့လှူဒန်းလေးရှိတဲ့ပုဂ္ဂိုလ်တွေလည်းပေတကားပိတ်တဲ့ဗျဟုတ်ပြီလား15ရက်စွမ်းတဲ့လာဇန်15ရက်လပြီးကျော်15ရက်အဲ့လို15ရက်စွမ်းလောင်းလေးရှိတဲ့ပုဂ္ဂိုလ်တွေလည်းပေတကားပိတ်တဲ့ဟုတ်ပြီလားကောင်းမှုပေတကားပိတ်ကြောင်းကောင်းမှု9မျိုးတည်းမှာခဏသူတော်ကောင်းတွေဆွန်းလောင်းတဲ့ကောင်းမှုမပါဘူးလားပေတကားပိတ်ကြောင်းကိုလုပ်နေတာဟုတ်ပြီလားရှင်ဘုရားကလည်း15ရက်တစ်ကြိမ်လောက်ဆွန်းလောင်းယုံနဲ့ပေတကားပိတ်သလားလို့ကတိကတ္တမေးမယ်ဆိုမေးတရားပေါ့အဲ့ဒီဆွန်းလောင်းတဲ့ကုသိုလ်ကပိတ်စေတာမဟုတ်ဘူးအဲ့ဒီကုသိုလ်ကိုနောက်ထပ်ပြန်တွေးပြီးတော့ဖြစ်နေတဲ့စေတနာကတနည်းပြောရင်ပရစေရနာကဘာစေရနာကအဲ့ဒီပရစေရနာကသူတော်ကောင်းတွေပေတကားပိတ်စေတာဟုတ်ပြီလားအဲကြောင့်မို့ကိုပြုတဲ့ကောင်းမှုလေးကိုမိမိပျောက်ပျောက်မထားကြနဲ့ညအိပ်ရဝင်နှစ်ဖူးပေါ်လက်တင်ပြီးဒါစဉ်းစားသင်သူသင်သားအားလုံးနော်မနဲ့အိပ်ရထားရင်လည်းပဲဟာငါတို့အသိ8နှစ်ရှိပြီဟေးတစ်နှစ်တန်ခါဘယ်လောက်လောင်းလဲ8နှစ်ဆိုတန်ခါဘယ်လောက်ရှိတစ်နှစ်ကိုတန်ခါ1000လောင်းမယ်ဆို8နှစ်ဆို8000ပေါ့တစ်နှစ်ကိုတန်ခါ1000လောက်လောင်းပြီးသွားမယ်ဆို8နှစ်ဆိုဘယ်နှသောင်းဟာ8000တော့ငါတို့လောင်းပြီးပြီပဲငါတို့စွန်းနေစားပြီးခုချိန်ဆိုတန်ဃာတော်ရှင်သူမြတ်တွေ8နှစ်လောင်းထားတဲ့စွန်းနေစားပြီးတော့တချို့ဘယ်ဆောင်မှုဝဲတွေအောင်လောက်ပြီး
ဟာဘချို့တချို့ဘလို့ဆရာတော်ကြီးဖြစ်လောက်ပြီဘလို့ဆိုသိဉာဏ်တွေဘလို့တိုးသွားလောက်ပြီးနဲ့ပြန်ပြီးတွေးမယ်ဆိုတော်ကောင်းတွေစေတနာကဘယ်တကားကိုပိတ်စေတာပဲဟုတ်ပြီလားအဲ့ပြန်တွေးလို့ပြိတဲ့ကူးသူတွေမရဘူးလားငွေကုန်စရာလိုသေးလားနှစ်ဖူးပေါ်လက်တင်စဉ်းစားယုံနဲ့ကူးသူတွေတဖွာဖွာဝင်မဲ့ကူးသူတွေဗျာမေမေပျောက်ပျောက်မလုပ်ကြဘူးပြောတာပါဟုတ်ပြီလားကောင်းမှုပြုတဲ့နေရာမှာသူတော်ကောင်းတို့မှတ်လိုက်လူဝဲဝတ္ထုကြီးတာသေးတာနဲ့ဖယားမတိုင်ဘူးစေတနာနဲ့ပဲတိုင်ဘာနဲ့ပဲတိုင်လူဝဲဝတ္ထုကြီးကြီးကျင်တဲ့လောက်ကြီးစေတနာသေးရင်အဲ့ဒီလူကအလှသေးပဲဟုတ်ပြီနော်လူဝဲဝတ္ထုလေးသေးကျင်တဲ့လောက်သေးနေပြီစေတနာကြီးရင်အဲ့ဒီလူကအလှကြီးပဲအလှကြီးအလှသေးကိုဘာနဲ့တိုင်လဲစေတနာနဲ့တိုင်းတာသူတော်ကောင်းတို့စေတနာနဲ့တိုင်းတာဟုတ်ပြီလားခဏဥဒ္ဒရဗမာပြေကဟိုသားရှင်ပြုအလှပွဲတွေဆိုစိုင်းနေညိတ်နေမန္တတွေဗိသိက်တွေဟာဗီဒီယိုတွေတရားပွဲတွေကြီးကြီးကျယ်ကျယ်ဝင်းနေခင်းပြီးလှူလိုက်ရင်ဒါအလှကြီးဟာဒီလိုပြောတယ်မလားဟာသားလေးရှင်ပြုုံတော့တတ်နိုင်တဲ့ပုံကိုပြောကြတာအလှသေးกว่าဒီလိုပြောတာနော်တကယ်တော့အဲ့ဒါမှားတယ်စေတနာကြီးမကြီးတာပဲကြည့်ရ